မနွေဦးရဲ့လက်သက်ဆက်ဆိုင်လေးတို့ရေမင်္ဂလာပါနော်မနွေဦးရဲ့နွေဦး story channel လေးကနေပြန်လဲကြိုဆိုပါရစေမနွေဦးရဲ့လက်သက်ဆက်ဆိုင်လေးရဲ့အတွက်ရွေးချယ်ထားတဲ့ပုံမြင်လေးကတော့အနည်းဆုံးသူရဲ့တန်ဖိုးဆိုတဲ့ပုံမြင်လေးပဲဖြစ်တယ်ကဲမနွေဦးရဲ့လက်သက်ဆက်ဆိုင်လေးတို့လည်းပုံမြင်လေးနှထောင်ဖို့အစင်တစ်ဖြစ်လောက်ပြီလို့ထင်တယ်နော်အဲ့ဒီတော့ပုံမြင်လေးစားလိုက်ကြမယ်အနည်းဆုံးသူရဲ့တန်ဖိုးဟိုးရှိတုန်းကနေစားမင်းကြီးတဦးစီမှာမောင်နီးဆိုတဲ့လူလင်တယောက်ဟာနှစ်ပေါင်းများစွာအမှုတန်းခစားနေခဲ့တယ်။အဲဒီလိုနှစ်ရှည်လများအမှုတန်းခစားနေပေမဲ့လည်းမောင်နီဟာမထင်မရှားရာထူးလေးမှာပဲတာဝန်ထမ်းဆောင်နေရတာကြောင့်စိတ်ပြတ်နေခဲ့တယ်။အဲဒါကြောင့်ဒီနေ့မှာတော့မောင်နီဟာသူ့သခင်နေစားမင်းကြီးအားခုလိုရှောက်တင်လေတယ်။အရှင်နေစားမင်းကြီးကျွန်တော်မျိုးဟာတော့ငန်းဖြူကြီးတွေလို့ဟိုးအဝေးစီကိုပြန်တော့မယ်ခမညာလို့မောင်နီကဆိုလေတယ်ထိုအခါနေစားမင်းကခုလိုဆိုတယ်ဟေးဘလို့ဖြစ်လို့လဲကွာရှင်းရှင်းလင်းလင်းစူစမ်းပါအောင်လို့ဆိုလေတယ်ဒီတော့မောင်နီကခုလိုဆိုတယ်နေစားမင်းကြီးခမညာခြံထဲကကြက်ဖကိုမြင်တယ်မဟုတ်လားသူ့ကောင်းမှာစောင်းထားတဲ့အမောင်းဟာယဉ်ကျေးမှုကိုပြတဲ့အမှတ်သင်္ကေတတစ်ခုဖြစ်ပါတယ်သူ့ခြေထောက်ကမာကျောတဲ့ခြေသေးနဲ့ချွန်ထက်တဲ့အသက်တွေဟာသူ့ရဲ့ခွန်အားကိုပြသနေပါတယ်။ဘယ်ရန်သူမဆိုခုတ်ဖို့ဝန်မလေးခြင်းဟာသူ့ရဲ့အေးရုံမှုကိုပြသနေတာပါ။အစာရှာတွေ့တဲ့အခါတခြားကြက်တွေကိုတကွတ်ကွတ်နဲ့ခေါ်ကြွေးတက်ခြင်းဟာလည်းသူ့ရဲ့ရေရောသဘောကောက်မှုကိုထင်ဟပ်ပြသနေပါတယ်။ညီဦးရန်ကနေမိုးတောင်ရန်အထိအချိန်မှန်မှန်တွင်ကျွတ်တက်ခြင်းဟာလည်းအမှန်ကိုသာဆိုတတ်တဲ့သူ့ရဲ့သဘောကိုထင်ရှားအောင်ပြသလိုခြင်းဖြစ်တယ်။အဲဒီလိုဂုံအရေးအသွေးကောင်း9ရက်နဲ့ပြည့်စုံပါလေရဲ့တက်ဖတွေဟာအရှင်နေစားမင်းကြီးရဲ့ပွဲတော်တည်ဖို့အတွက်နှစ်စဉ်နဲ့အမျှတက်ဖြတ်ခံနေရတယ်။ဘာကြောင့်သူတို့ကိုတတ်မိုးမထားအလွတ်တကူတတ်စားနေရတယ်လဲ။အကြောင်းကတော့လူရဲ့လက်တလှမ်းမိတဲ့နေရာမှာရှိတဲ့အတွက်ကြောင့်ပဲဖြစ်တယ်။သူဟာလူနဲ့နီးစပ်လွန်းနေသူ့ကိုအမြဲမြင်နေရတယ်။တွေ့နေရတဲ့အတွက်ကြောင့်အဲ့ဒီတော့ရိုးသွားတယ်သူ့တန်ဖိုးတွေဘလို့ရှိတယ်ဆိုတာမစင်စားမိကြတော့ဘူးဟိုးဝေးကြီးမိုင်ထောင်ချီဝေးတဲ့အရက်ကတခါတလေမှနေပြောင်းပယ်ပြောင်းရောက်လာတဲ့တောငန်းဖြူကြီးတွေကြတော့ကျက်ဖရဲ့ဂုံအင်ကာနဲ့ပြည့်စုံကြတာမဟုတ်ပေမဲ့ရှားပါတယ်တွေ့ရခဲတယ်ဆိုရတခုတည်းနဲ့ပဲနေစားမင်းကြီးကအင်မတန်တန်ဖိုးထားတယ်ဥယျာဉ်ထဲရေကန်ထဲမှာငါးတွေစားလက်တွေစားကောက်ပင်တွေကိုက်ဖြတ်နဲ့အမြင့်မြင့်ဖြက်စီးပေမဲ့လေသူ့ကိုလုံးဝပြစ်ခတ်တက်ဖြတ်ခြင်းမရှိဒီတိုင်းအလှကြည့်ထားတယ်။ဒါကြောင့်မို့ကျွန်တော်မျိုးလေတောငန်းဖြူကြီးတွေလိုဝေးရစီကိုပဲပြန်တန်းသွားတော့မယ်လို့ရှောက်တင်ကြောင်းမှာနေစားမင်းကြီးခမညာလို့မောင်နီကရှောက်တင်လိုက်လေတယ်။ပုံမြင်လေးကတော့ဒီမှာပဲပြီးဆုံးသွားလေတယ်။မနွေဦးရဲ့လက်သက်ဆက်ဆိုင်လေးတို့ရေဒီပုံမြင်လေးစီကနေတင်ယူရမယ့်သင်ခန်းစာကတော့ပုံမြင်ထဲကလိုပဲလူသားတွေဟာတခါတလေမှဆရာနဲ့တပည့်မိဘနဲ့သားသမီးအလုပ်ရှင်နဲ့အလုပ်သမားစသည်တို့ကြားမှာနီးလွန်းသောအခါမြင်တွေ့ပံများသောအခါတန်ဖိုးမရှိဆိုတဲ့ဆိုရိုးစကားလိုပဲနီးနားမှာရှိတဲ့သူရဲ့တန်ဖိုးကိုမေ့လျော့သွားတတ်ကြတယ်ဒီတော့ဒီပုံမြင်လေးကိုအမှတ်ရတိုင်းအနည်းဆုံးသူရဲ့တန်ဖိုးကိုမြင်တတ်ကြပါစေနော်အဲဒီတော့မနွေဦးရဲ့တက်ဆက်ချန်လေးတို့လည်းဒီပုံမြင်လေးစီကနေသင်ခန်းစာကောင်းကိုရရှိလိမ့်မယ်လို့ညွှန်လင့်ပါတယ်နော်မနွေဦးရဲ့လက်သက်ဆက်ချန်လေးတို့လည်းအနာဂတ်မှာအကြောင်းအကျိုးအကောင်းအဆိုးကိုဝေဖန်ပတ်ချနိုင်တဲ့ပညာရှိလူတော်လူကောင်းလေးတွေဖြစ်နေနေ့တစ်တိုင်းရဲ့လှပတဲ့ sunshine လေးတွေဖြစ်ကြပါစေလို့မနွေဦးကနေဆုမကောင်းတောင်းလိုက်ပါတယ်နော်ဒီတော့စိတ်ဝင်စားစရာကောင်းပြီးအသိပညာဗဟုသုတတွေတိုးပွားစေမဲ့ပုံမြင်အသစ်တွေကိုနွေဦး story channel ကနေနေ့စဉ်မြန်မာစံတော်ချိန်ညနေ9:00 နာရီတိုင်းမှာတင်ဆက်ပေးလျက်ရှိပါတယ်။နောက်ထပ်ပုံမြင်အသစ်တွေတင်ဖို့ရမနွေဦးအတွက်အားဖြစ်စေတဲ့ like and subscribe လေးလည်းလုပ်ထားပေးပါလို့တောင်းဆိုပါတယ်နော်။ပြန်ဆောင်ကြမယ်နော်။